စစ်တူကြီးကပေါ်ဝါဆက်ကိုအမှတ်မထင်ပစ်လိုက်တာပန်းအိုးထဲရောက်ကခစ်တစ်ကမိန်းကလေးတယောက်ရဲ့ခေါင်းပေါ်တန်းတန်းကြီးကျသွားတယ်ဒီလောက်ရက်ကပိုးမွားတွေကိုကြောက်တဲ့အဲ့ဒီမိန်းကလေးကိုချက်ချင်းဒေါသထွက်စေတာမို့သူမရဲ့ရေတန့်ဘူးတွေကရေတွေအလုံးကိုပန်းအိုးထဲလောင်းချလိုက်တယ်လောင်းချပြီးမှသူမသတိထားမိတာကပန်းအိုးထဲမှာရေတစ်စက်မှမရှိဘူးလေဒါနဲ့မိန်းကလေးဟာရေပုံပိုင်ကိုဖွင့်ပြီးရေပြည့်လိုက်တယ်သူမရဲ့ဒီမရည်ရွယ်တဲ့လောက်ရက်ကပဲရှေးခေတ်ကလူပေါင်းထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်တင်ဖို့ဖြစ်လာတော့ဒါအကြောင်းကတော့ရှေးခေတ်စစ်သူကြီးတွေနဲ့စစ်သားတွေဟာရန်သူတွေရဲ့လှည့်ဖျားမှုကြောင့်လာပေါင်းများစွာဒုက္ခရောက်နေခဲ့ကြတာသူတို့စစ်မြင်းတွေကိုအစားအစာအတွက်တပ်ဖို့ပြင်ဆင်နေချိန်မှာရေတန့်ဘူးတွေကနေရေတွေရုတ်တရက်ပန်းထွက်လာတဲ့စစ်သားတွေဟာဝမ်းသာအားရဖြစ်သွားကြတယ်စစ်သူကြီးကတော့ဒါကိုဖျားသခင်ရဲ့ကောင်းချီးလို့ယုံကြည်ပြီးတုံ့ဆိုင်မှုမရှိပဲမြို့သူမြို့သားတွေကိုရေတွေဝေငှပေးလိုက်တယ်လူတိုင်းဟာဝမ်းမြောက်ဝမ်းသာဖြစ်နေကြတယ်ဒါပေမဲ့ဒီမိန်းကလေးတော့အခက်တွေ့တော့တာပေါ့အိမ်ယာစီမံခန့်ခွာအေးရေးကနေဖုန်းခေါ်ပြီးသူမရေတံပေါင်း103မိကြောင်းအကြောင်းကြားလာတယ်ဒီအတန်ကြားတော့မိန်းကလေးဟာလက်တွေ့ဘဝတဲ့ကိုချက်ချင်းပြန်ရောက်လာပြီးမိဖို့ကြောင့်ကိုအပြေးသွားကရေပုံပိုင်ကိုပိတ်လိုက်ပေမဲ့အံ့ဩစရာကောင်းတာကပန်းအိုးကလုံးဝ၆တွေ့နေစေပဲဒါနဲ့မိန်းကလေးကနီလန်းပြောင်းပြီးအစားအစာနဲ့စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ထမင်းကျွင်းတွေကိုပန်းအိုးပေါ်တင်လိုက်တယ်ထမင်းတွေကချက်ချင်းပျောက်ကွယ်သွားတယ်ပြီးတော့ကြံနေတဲ့ဟင်းရအလုံးကိုလည်းအပေါ်ကတင်လိုက်တယ်အရင်လိုပဲရလက်ကအတူတူပါဘဲဒီအချိန်မှာစစ်သားတွေကတော့ငတ်မွတ်နေကြတယ်ရုတ်တရက်အဖြူရောင်ထမင်းဘူးတပူးကပန်းအိုးထဲကနေကျလာတယ်လူတိုင်းဟာလုံးဝအံ့အားသင့်သွားကြတယ်တခိုက်စားကြည့်တော့မှဒါဟာဘရင်တွေပဲစားတုံးနိုင်တဲ့အစင်းမြင့်ထမင်းဖြူဆိုတာသိလိုက်ရတယ်သူတို့စကားတော်မဆုံးသေးဘူးနောက်ထပ်ဘူးတပူးကျလာပြန်တယ်ဒီတခါတော့စစ်သားတွေနဲ့ဖြစ်ပျက်နေတာတွေကိုနားမလည်နိုင်ခင်မှာပဲစစ်သားတွေဟာတကယ်ကိုငိုကြွေးကြတော့တယ်ပန်းအိုးကနေအစားအစာတွေစက်တိုက်ထွက်လာနေတယ်ဒီနောက်ွယ်ကဘလို့နက်ဖျားဆွမ်းအားပဲဖြစ်ပါစေကြကျေးဇူးတင်ကြောင်းပြဖို့စစ်သူကြီးကကျေးဇူးတင်လွှာရေးသားဖို့ဆုံးဖြတ်လိုက်ပြီးမြို့တစ်ခုလုံးအသက်ရှင်တန်နိုင်ဖို့အစားအစာတွေပုံမူပေးဖို့ပါရန်ဆုတောင်းလိုက်တယ်ပြီးတော့အဲ့ဒီစာကိုမိရှို့ပြီးပန်းအိုးထဲပစ်ချလိုက်တယ်ဒီအတော်အတွင်းမှာမိန်းကလေးကပန်းအိုးထဲကနေထွက်လာတဲ့အမိုက်လို့ထင်ရတာတွေကိုတန်ရှင်းရေးလုပ်ပြီးတဲ့အခါရုတ်တရက်မီးကိုနဲ့တွေပန်းအိုးထဲကနေထွက်လာပြီးသူမရဲ့အိမ်တစ်ခုလုံးမီးကိုတွေဖုံးလွှမ်းသွားတာကိုတွေးလိုက်ရတယ်သူမအကြိုက်ဆုံးကော်စောမှာတော့အပေါက်တစ်ပေါက်လောင်ကျွမ်းသွားအားတယ်မိန်းကလေးဟာအကြီးအကျယ်ဒေါသထွက်သွားတယ်သူမအိမ်ထဲမှာတက်တန်းလွန်နေတဲ့အစားအစာတွေအားလုံးကိုပန်းအိုးထဲပစ်ချလိုက်တယ်သူမရဲ့လက်စားချေဖို့ကြံစီမှုကအချီးနှီးဖြစ်သွားတယ်ဟိုကစစ်သားတွေကတော့ပျော်ရွှင်နေကြတယ်ရိုးရိုးခောက်ဆွဲ6တောင်သူတို့အတွက်အဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ခုလိုဖြစ်နေတယ်ဒါပေမဲ့ဒီအစားအစာတွေကမြို့ထဲမှာပိတ်မိနေတဲ့လူပေါင်းထောင်ပေါင်းများစွာကိုကျွေးဖို့လုံလောက်တဲ့ပမာဏတော့မဟုတ်သေးဘူးဒါကြောင့်စစ်သူကြီးဟာနောက်ထပ်အကူအညီတောင်းတဲ့စာတစ်စောင်ကိုရေးပြန်နေတာပေမဲ့ဒီတစ်ချိန်မှာတော့မီရှိုကိုမေ့သွားခဲ့တယ်မိန်းကလေးကပန်းအိုးကနေအမိုက်တွေထပ်ပစ်ထုတ်တယ်လို့ထင်ခဲ့တာဒါပေမဲ့စာကိုဖွင့်ဖတ်လိုက်တဲ့အခါတခုခုမှားနေပြီဆိုတာသိလိုက်ရတယ်ပန်းအိုးဟာရှေ့ခေတ်နဲ့တနည်းနည်းနဲ့ချိတ်ဆက်နေတယ်ဆိုတာကိုပေါ့သူမချက်ချင်းပဲစာကိုဂရုတစိုက်ဖတ်ကြည့်လိုက်ပြီးသူတို့ရဲ့ကဘာကြီးဟာဘေးအန္တရာယ်တွေစက်တိုက်ကြောက်ရောက်နေကြောင်းသိလိုက်ရတယ် barbarian စစ်တပ်300သူညကမြို့တစ်ခုလုံးကိုဝိုင်းထားပြီးလူပေါင်းများစွာငတ်မွတ်ပြီးတေဆုံးနေကြတယ်လူသားစားမှခုတွေတောင်ရှိနေတယ်လို့သတင်းတွေထွက်နေတယ်မိန်းကလေးကသူတို့ကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်ဘာတွေအလိုအဆုံးလဲလို့မေးပြီးစပြန်လိုက်တယ်စစ်သူကြီးကတော့ရေနဲ့အစားအစာကအရေးကြီးဆုံးပဲလို့ချက်ချင်းပြန်ဖြေခဲ့တယ်ရေနဲ့အစားအစာရှိရင်လူပေါင်းတောင်းချီတဲ့အသက်တွေကိုကယ်တင်နိုင်မယ်တဲ့ဒီနဲ့ဖရာတတော်ကကူညီဖို့ဆန္ဒရှိနေတယ်ဆိုတာသိလိုက်ရတော့စစ်သားတွေအားလုံးဟာလက်ဆောင်တစ်ခုခုပြန်ပို့ခြင်းကြတယ်ဒီအတော်အတွင်းမှာမိန်းကလေးဟာဒေါ်လာ1သန်းဖိုးရှိတဲ့ရေနဲ့အစားအစာတွေကိုဝယ်ပြီးလို့သူမဟာတစိမ့်သူတယောက်ရဲ့စကားအနှဲငယ်ကြောင့်ဒေါ်လာ1သန်းကျော်ပေးလိုက်တာမာယူရဲ့ဆန်မိပြီလားလို့တွေးနေတော့မှရှိသေးတယ်။အဲ့ဒီအချိန်မှာပဲတခုခုကသူမရဲ့ခေါင်းကိုရိုက်လိုက်တဲ့အမိုက်တွေပြန်ပစ်ထုတ်တာလို့ထင်ခဲ့ပေမဲ့ရွှေတုံးအခဲကြီးဖြစ်နေတာကိုတွေးလိုက်ရတယ်။သူမဘာဖြစ်နေလဲဆိုတာသဘောမပေါက်ခင်မှာပဲတန်ဖိုးကြီးတဲ့လက်ဝတ်ရတနာတွေတဒန်လောက်ပန်းအိုးထဲကနေစီးထွက်လာတော့တာမိန်းကလေးဟာသူမချမ်းသာတော့မယ်ဆိုတာကိုသဘောပေါက်လိုက်တဲ့ကြေးဝါစပြည့်ရခွက်တစ်ခုပန်းအိုးထဲကနေထွက်ပေါ်လာတယ်။အဲ့ဒါကမယုံနိုင်လောက်အောင်တန်ဖိုးရှိပုံရတဲ့မိန်းကလေးကသူတို့မျိုးထဲမှာပိတ်မိနေတော့မယ်လို့တွေးလိုက်တယ်အစားအစာရှိပေမဲ့သူတို့ရဲ့ပြဿနာကိုလုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးသူမသူတို့စစ်နိုင်ဖို့ကူညီပေးရမယ်လို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်မိန်းကလေးဟာရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကိုတွားလိုက်တယ်ပိုင်ရှင်ကမိန်းကလေးရဲ့ကြေးဝါခွက်ကိုမြင်လိုက်တဲ့အခါအေးခဲသွားပြီးဒါဟာသူတခါမှမမြင်ဘူးလောက်အောင်အကောင်းဆုံးထိမ့်သိမ်းထားနိုင်တဲ့ခွက်ပဲလို့စိတ်လှုပ်ရှားစွာပြောတယ်ဒါပေမဲ့ခွက်ရဲ့အောက်ခြေကတိုင်းပြည်အမည်ကိုရုတ်တရက်သတိထားမိလိုက်တယ်ပြီးတော့ဒီတိုင်းပြည်ဟာတမိုင်းမှာလုံးဝမရှိခဲ့ဘူးတာမို့ဒါဟာအတုအယောင်ပဲလို့ကြေညာလိုက်တယ်မိန်းကလေးကသူမလိမ့်လက်ခံလိုက်ရပြီလို့တွေးနေချိန်မှာပဲကျွမ်းကျင်တဲ့တန်ဖိုးဖြတ်သူတအူရောက်လာတယ်မိန်းကလေးရဲ့ခွက်ကိုစစ်ဆေးပြီးနောက်သူဟာအရန်စိတ်လှုပ်ရှားသွားပြီးတမိုင်းမှာဒီတိုင်းပြည်ကိုမှတ်တမ်းမတင်ထားပေမဲ့ခိုင်မာတဲ့တက်တွေအထောက်ထားမတွေ့ရသေးလို့သာဖြစ်ပြီးဒီခွက်ကတော့အကောင်းဆုံးတက်တွေပဲလို့ပြောခဲ့တယ်မိန်းကလေးကခွက်ကဘယ်လောက်တန်ဖိုးရှိလဲလို့ချအချင်းမေးလိုက်တယ်ကျွမ်းကျင်သူကဒေါ်လာတန်း200လို့ပြောလိုက်တယ်မိန်းကလေးကချက်ချင်းဆိုသလိုသူ့စီရောက်လိုက်တယ်ပြီးတော့မိန်းကလေးဟာထရက်ကားကြီးတွေအများကြီးနဲ့လယ်သမားဈေးကိုရောက်လာတဲ့အတန်ချက်ဆက်ကိုအသုံးပြုပြီးဒီမှာရှိတဲ့အစားအစာတွေအားလုံးကိုဝယ်ခြင်းကြောင်းကြေညာလိုက်တယ်ရောင်းချသူတွေအားလုံးကသူမကိုပူးပေါင်းကူညီဖို့အလျင်အမြန်လှုပ်ဆောင်ကြတယ်မကြခင်မှာပဲသူမထရက်ကားတွေအပြည့်တိတ်ဖြစ်သွားတယ်ပြီးတော့စစ်သူကြီးလိုအပ်တဲ့ဆေးဝါးတွေဝယ်ယူဖို့ဆေးဆိုင်ကိုတွားလိုက်တယ်ဒီမိန်းကလေးကဒီလောက်အများကြီးဝယ်ယူနေတာကြောင့်ကဘာပြတ်တော့မယ်လို့လူတွေကထင်ပြီးသူတို့အားလုံးလည်းလိုက်ပြီးပစ္စည်းတွေတူလောင်ကြတော့တယ်ဒီအတော်အတွင်းမှာမိန်းကလေးကတော့အရာအားလုံးကိုအစင်သစ်လုပ်ပြီးသားဖြစ်နေပါပြီစစ်သူကြီးကတော့စစ်ပွဲရဲ့အခြေအနေဟာပြောင်းလဲတော့မယ်ဆိုတာလုံးဝစိတ်ကူးမိမှာမဟုတ်ပါဘူး